ပဲမင်္ဂလာပါကျွန်တော် channel ဘုံဘုံတရားနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးမှာတော့ကျွန်တော်အကောက်တစ်လေးပေါ့နော်ဘာလဲဆိုအရင်တော့အကောက်ကကျွန်တော်ကဘန်းငံလိုက်ရလို့ပါဒါကြောင့်ကျွန်တော်အကောက်တစ်ကိုlike subscribe လေးလုပ်ခဲ့ပေးပါအဖေကြောင့်ဘန်းခဲ့ရလာလဲဆိုတော့ကျွန်တော်အမှနည်းနည်း fake coffee လုပ်ထားလို့ပါဒါကြောင့်အဲ့ဒါကြောင့်မို့လားမသိဘူးပေါ့နော်ကျွန်တော်ဘန်းငံလိုက်ရဒါကြောင့်မို့ brother တို့ဒီနေ့ကျွန်တော်ရဲ့ဘဝရောင်းလဲသွားပြီဘာလဲဆိုတော့လက်တော့ထဲမှာပေါ့နော်ကျွန်တော်ကြိုက်တဲ့ဟာတွေလည်းလုံးလို့ရပြီဘူးဘလော့လည်းဆော့လို့ရပါပြီဒါပေမဲ့တခု error တက်တာ Minecraft ဆော့လို့မရပါဘူးဘယ်ကြောင့်ဘာလို့လဲတလားဒါ Minecraft ဆော့လို့မရတဲ့အကြောင်းကဒီလက်တော့อ่ะပေါ့နော်နည်းနည်းတိတ်မကောင်းပေါ့ဒါကြောင့်နော်နည်းနည်းထိမ့်ပြီးတော့ဆော့သွားပါမှာအခုဘလော့ကိုဆော့ပြပါမယ်ဒါအကောက်တစ်ဖွင့်နိုင်โอเคအကောက်တစ်ဖွင့်လာတယ်အဲဒီကောက်ကြတော့ဒိုင်းမူကရှေ့တော့မတိမနေပြောင်းပါဘူးပြီးရင်ဒိုင်းမူ267 14အဲ့ဒါတွေကလည်းမပြောင်းလဲဘူးအနောက်ကကနန်းတစ်လုံးပဲကြောင်းလဲအဲ့ဒါပါလဲဆိုတော့9ပါအဲ့ကနန်း9ရယ်8ရယ်ရှိပါတယ်ကျွန်တော်တက်ပလက်ထဲမှာ8ပါဒီမှာ9ပါကဲကျွန်တော်တို့ဘလော့ထဲမှာစလိုက်ကြအောင်ကျွန်တော်နောက်ပြီးရင်တင်နဲ့တက်ရတော့မှာအဲ့ဒါကြောင့်ကျွန်တော်တင်နဲ့တက်တာလဲခိုးရိုက်ရတော့ခိုးရိုက်ပြသွားပါမယ်ဖြစ်ပါမယ်တူနေကြပါလို့နော်ဘာတတို့ကျွန်တော်ဗီဒီယိုတင်မှာခိုးရိုက်တင်မှာကဲကျွန်တော်ဒါကိုဘလော့ပါဘာလို့စော့နေရလဲဆိုတော့ချိန်ရှိလို့ပါကျွန်တော်ဒီချိန်ဝင်လိုက်လို့ရှင်တော်စောသွားလို့ပါဒါကြောင့်ကျွန်တော်ကအခုဒီမှာဒီဘလော့နဲ့ပဲစော့ရောင်းကုန်ပြီဒီဘလော့ခဏလေးစော့မှာပါဘာလို့အဲ့ဒါတက်နေရတယ်မဟုတ်လားတတိယတော့စော့သေးတယ်ဘလော့အဲ့ဒါတို့ဘာတိတာလဲမသိကြအောင်စကတ်